မင်္ဂလာပါဒီနေ့မှာတော့ yet ရဲ့အကြောင်းကိုတူတူလေ့လာကြရအောင်မေးခွန်းမေးတဲ့နေရာမှာဖြစ်ပြီးပြီလားဆိုတဲ့အဓိပ္ပာယ်နဲ့လည်းမေးတယ် Have you finished your homework yet အိမ်စာပြီးပြီလား Has the teacher arrived yet ဆရာမရောက်ပြီလား Have you washed the dishes yet ပကံနေဆေးပြီးပြီလား Is dinner ready yet ညစာပြင်ပြီးပြီလား yet ကို negative အနေနဲ့လည်းသုံးပါတယ်ခုထိမဖြစ်သေးပေမဲ့ဖြစ်လာလိမ့်မယ်လို့ပြောလင်းတဲ့အချိန်မျိုး not now but maybe later အဲ့ဒီအနေနဲ့သုံးပါတယ် I haven't finished my homework yet အိမ်စာခုထိမပြီးသေးဘူး She hasn't called me yet ခုချိန်ထိသူမဖုန်းမခေါ်သေးဘူး She hasn't replied to my message yet သူမခုထိစာမပြန်သေးဘူး We haven't started the meeting yet ခုချိန်ထိအစည်းအဝေးမစသေးဘူး The bus hasn't come yet ဘတ်ကာခုထိမရောက်သေးဘူး Yet for contrast ဒါပေမဲ့သို့သောဆိုတဲ့အဓိပ္ပာယ်အနေနဲ့လည်းသုံးပါတယ် It's small yet very strong သေးပေမဲ့လည်းခိုင်ခန့်တယ် He's young yet wise သူကငယ်ပေမဲ့လည်းဉာဏ်ပညာကြီးမားတယ် It's raining yet they are playing football မိုးရွာပေမဲ့လည်းသူတို့ဘောလုံးကစားနေကြတယ် He's poor yet very generous သူကဆင်းရဲပေမဲ့လည်းရက်ရောတယ် The novel is long yet interesting ဝတ္ထုအားရှည်ပေမဲ့လို့စိတ်ဝင်စားစရာကောင်းတယ် She's tired yet still working သူမကပင်ပန်းပေမဲ့လည်းအလုပ်ဆက်လုပ်နေတော့မယ်ခြုံငုံပြီးပြန်ပြောရလို့ရှိရင်မေးခွန်းအနေနဲ့လည်းသုံးတယ်အငင်းဝကြအနေနဲ့လည်းသုံးတယ် contrast အနေနဲ့လည်းသုံးပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ် bye bye